တော့နိုင်ငံတကာကအတိမတ်ပြုတာမပြုတာအရေးမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံအတွက်ကိုလှုပ်တာပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့ဖင်ပိတ်ပြီးညင်းတယ်ပေါ့နော်ဒါဇော်မဲလုံးပြောခဲ့တာလေတွေ့မှာဝင်ကြီးကဒီစစ်ကောင်စီပြုတ်လို့နေတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အတိမတ်လည်းမပြုတ်ဘူးအာဆီယံအတိမတ်မပြုတ်ဘူးပြီးရင်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေလည်းဆေလွတ်မှာမဟုတ်ဘူးဆိုပြီးတော့ထက်ခါပြောနေရဒီကောင်ထက်ကရှက်ခွဲခံနေရတာမင်းအောင်လိုက်ပေါ့နော်အဲ့အကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်အာဆီယံကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဘူးအတိမတ်မပြုတ်သလိုပေါ့နော်ပြီးရင်လေ့လာစောင့်ကြည့်အဖွဲ့တွေကလည်းဆေလွတ်မှာမဟုတ်ဘူးဆိုပြီးတော့ဒါမလေးရှားဒါဝင်ကြီးကဒါနိုင်ငံရေးဝင်ကြီးကပြောတယ်ပေါ့နော်စစ်ကောင်စီရဲ့အပိုင်း၃ပိုင်းခွဲပြီးတော့ပြုလုပ်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကမထောက်ခံပါဘူးပြောမယ်ဆိုရင်တော့ဗျာမင်းမသာအပိုင်း3ပိုင်းမကလို့10ပိုင်းပဲခွဲပြီးလုပ်လို့အပိုင်း20ပဲခွဲပြီးလုပ်လို့ငါတို့ကတော့မင်းတို့ရဲ့ရွေးကောက်ပွဲဟာအတူရောင်ဖြစ်တဲ့အတွက်ပေါ့နော်လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်အသိမှမပြုတ်နိုင်ဘူးဆိုပြီးတော့ပြောလိုက်တာဒါပဲခဏပြောနေတာဆိုတဲ့အတွက်ပေါ့နော်ဒါစစ်ကောင်စီခဏကိုအဆက်ခွဲခံနေရတယ်လို့ပြောရမှာပေါ့အဲ့ဒါကိုဒါမလေးရှားနိုင်ငံသားရေးဝန်ကြီးကဒါဇန်နဝါရီ20မှာပြောလိုက်တာဖြစ်ပါတယ်ဒီဇင်ဘာ28ကနေစပြီးတော့ပေါ့နော်အပိုင်း3ပိုင်းနဲ့လုပ်နေတဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံရေးကိုယ်စားလှယ်တွေကနေတဆင့်စေအုပ်ချုပ်ရေးကိုတရားဝင်ဖြစ်ဖို့အတွက်လှည့်စားနေတဲ့လက်ကွက်တာဖြစ်တယ်ဆိုပြီးတော့ဒါကုလသမဂ္ဂအပါအဝင်နောက်နိုင်ငံတွေတော်တော်များများကဝေဖန်ခဲ့တယ်အဲ့လိုမျိုးဝေဖန်ဆွဆွဲတဲ့ဟာတွေကိုစစ်ကောင်စီကတော့ညှင်းပယ်ခဲ့တယ်ညှင်းပယ်ခဲ့တယ်ဇန်နဝါရီအစောပိုင်းအတူရောင်ရွေးကောက်ပွဲအပိုင်း2မှာလည်းပဲပေါ့နော်ဒါမဲပေးတဲ့လူတော်တော်လေးနေပါပါတယ်အပိုင်း1မှာလည်းမဲပေးတာနေပါတယ်နေပါတယ်ဆိုတာကကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ပေါ့နော်ရန်ကုန်လိုနေရာမျိုးကပေါ့နော်မဲယုံတစ်ခုမှတော့မှပဲလာပေးရမယ့်မဲအရေအတွက်က8000ကျော်ရှိတယ်ဒါပေမဲ့တကယ်သွားပြီးတော့မဲပေးတဲ့အရေအတွက်က2000ကျော်ပဲရှိတယ်ပေါ့နော်အဲ့ဒီနေ့ကဒါ၄ပုံတစ်ပုံလောက်ကပဲသူတို့မဲပေးတယ်ပေါ့နော်ဒီမဲပေးတဲ့အထက်မှာချင်းချောက်ခံရလို့မဲပေးတဲ့ပြည်သူတွေကတော်တော်များများပါအောင်ပါအဲ့ကြောင့်သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကလုံးဝပြောမယ်ဆိုရင်လူစိတ်ဝင်စားမှုအ ਨੇ ဆုံးရွေးကောက်ပွဲဖြစ်မှတ်တမ်းဝင်သွားတယ်ပေါ့ဗျာဒါပေမဲ့လည်းသူကဘာလုပ်လဲဆိုတော့ဒီစစ်ကောင်စီကပေါ့နော်အပိုင်း1မှာဒါ88ရာခိုင်နှုန်းနဲ့ကြံ့ခိုင်ရေးပါတီကအနိုင်ရရှိတယ်ဆိုပြီးတော့ပြောပါတယ်ဆိုချင်တာဒီပါတီကအနိုင်ရပါတယ်ဆိုပြီးတော့ပြောတာကစစ်ကောင်စီရဲ့ဒါပြောမယ်ဆိုရင်ရွေးကော်ပြောတာပေါ့နော်အဲ့ကြောင့်သူတို့တွေအနိုင်ရဖို့အတွက်ကိုဒီလိုနီးလန်းနေတုံးထားပါတယ်ဆိုတဲ့ဟာကလည်းထပ်ပြီးတော့ဒါအတီးပြုတ်ပေးတဲ့ပုံစံမျိုးဖြစ်တာပေါ့လေဗျာဒါကတော့အားလုံးသိပါတယ်ကြက်ခိုင်ဆိုတာဘယ်ကနေလာမလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကတော့ဒါအာဆီယံအနေနဲ့စောင့်ကြည့်လေ့လာသူတွေမစေလွတ်ဘူးလို့ကျွန်တော်တို့ပြောခဲ့ပြီးပြီတဲ့အဲ့ဒီအတွက်ကြောင့်မလို့ရွေးကောက်ပွဲကိုကျွန်တော်တို့အတိမတ်မပြုတ်ဘူးဆိုပြီးတော့ဒါမလေးရှားနဲ့အာဆီယံရဲ့ရွေးကောက်ပွဲဆိုင်ရာရည်တည်ချက်နဲ့ပတ်သက်ပြီးတော့ဒါအခြားဥပဒေပြုအမတ်တအုပ်ရဲ့မေးခွန်းကိုခုလိုမျိုးပဲဖြေချခဲ့တာဖြစ်ပါတယ်ရှက်စရာကြီးပေါ့နော်နောက်တစ်ခါပေးလဲနောက်တစ်ခါအဲ့လိုပဲဖြေနောက်ထပ်မေးလဲနောက်ထပ်ဖြေမှာပဲပေါ့နော်ရှေ့မှာလဲသူတို့အဲ့ဒါနဲ့ပတ်သက်လို့ပေါ့နော်စစ်ကောင်စီကသူ့ရဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစေလွတ်ပေးဖို့ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာဒါသူတောင်းဆိုခဲ့တယ်ပေါ့နော်ဒါအပြင်မလေးရှားကနေစောင့်ကြည့်လေ့လာရေးအဖွဲ့တွေပေါ့နော်စေလွတ်ပေးမယ်စေလွတ်ပေးမှာပါဆိုတဲ့ပုံစံမျိုးနဲ့သူတို့တွေရုပ်တည်နဲ့ထပြီးတော့ထုတ်ပြန်ခဲ့တာရှိသေးတယ်ဒါပွဲစုသွားတယ်ပေါ့ဗျာအဲ့ဒါကိုသူတို့ရုပ်တည်ကြီးနဲ့ဖွာခဲ့ကြတာပေါ့နော်သူတို့ရဲ့ lobby တွေကအဆိုးဆုံးအဲ့ကောင်တွေကအဆိုးဆုံးမင်းအောင်လည်းသူတို့ lobby တွေခွဲတဲ့အရှက်ကြောင့်မလို့လဲတော်တော်ကွဲတယ်ပေါ့နော်အဲ့ဒီတုန်းကလည်းဒါမပို့ပါဘူးလို့အတီးပြုတ်လိုက်လို့မင်းအောင်လည်းတော့အရှက်ခွဲခံခဲ့ရတယ်အခုလည်းနောက်တစ်ခါထပ်ပြီးတော့အတီးပြုတ်လို့ထပ်ပြီးတော့အရှက်ကွဲတယ်ပေါ့နော်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့အာဆီယံငါကိုပဲသူတို့ကိုဒါအတိမတ်မပြုတ်ဘူးဆိုတဲ့ဟာကသူတို့အနေနဲ့စဉ်းစားမယ်တော်တော်လေးရှက်စရာကောင်းတယ်ပေါ့သူတို့မလို့မရှက်တာတကယ်ပြောတာဟိုတကယ်သိက္ခာရှိပါတယ်ဆိုတဲ့သူတွေဆိုရင်ဒီနေရာမှာဆိုကိုရှက်လုံးလို့ပေါ့နော်မတ်တက်ကြီးရက်ပြီးတော့တေကွာလို့ဒီကောင်တွေကတော့အဲ့လိုမဟုတ်ဘူးမျက်နှာပြောင်တိုက်ပြီးတော့ဆက်ပြီးတော့လုံနေမှာပဲပေါ့နော်အဲ့တော့အာဆီယံကတော့မြောက်လန်ရဲ့အတူရောင်ရွေးကောက်ပွဲကပြည်သူပါဝင်ခွင့်လွတ်လပ်ခွင့်နဲ့ဒါမျှတမှုမရှိလို့အတိမပြုတ်ဘူးစောင့်လည်းမကြည့်ပါဘူးပေါ့နော်ဒီလိုမျိုးပြောတာအကြောင်းမလို့လဲစစ်ကောင်စီကဘာပြန်ပြောလဲဆိုစစ်ကောင်စီကလည်းလုံးဝတခွန်းဆိုတခွန်းပြန်ပြောတယ်အဲ့ဒါဘာလဲဆိုတော့နိုင်ငံတကာကအတိမတ်ပြုတာမပြုတာအရေးမဟုတ်ဘူးပေါ့နော်ကိုယ်နိုင်ငံအတွက်ကိုလှုပ်တာပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့ဖင်ပိတ်ပြီးတော့ညင်းတယ်ပေါ့နော်ဒါဇော်မဲလုံးပြောခဲ့တာလေအပိတ်ပြောနေတယ်ဆိုပေမဲ့လေသူတို့ရဲ့ရင်ထဲမှာတော့ငိုနေမယ်ဆိုတာသိကြတယ်ဘာကြောင့်လဲဆိုတော့ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင်သူတို့အတွက်ဒီလိုမျိုးအတိမတ်မပြုပါဘူးဆိုပြီးတော့ပြောလိုက်တဲ့ဒါမလေးရှားရဲ့စကားပေါ့နော်မလေးရှားဝင်ဒါနိုင်ငံခြားဝင်ကြီးရဲ့စကားကတကယ်တမ်းပြောရင်သူတို့အတွက်ထိခိုက်နစ်နာမှုတွေအများကြီးရှိတယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ဒါစစ်ကောင်စီရဲ့ရွေးကောက်ပွဲပြုလုပ်ခြင်းရည်ရွယ်ချက်ကအာဏာတရားဝင်မှုတိစောက်ချင်တာပေါ့နော်ပြောမယ်ဆိုရင်အာဆီယံနဲ့ကမလေးရှားလိုနိုင်ငံကတော့မှပဲဒီရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဘူးလို့ပြောလိုက်တဲ့ဟာကဒေတာတွေနိုင်ငံတွေကကိုပဲဒီရွေးကောက်ပွဲကိုမယုံကြည်ဘူးဆိုတဲ့အချက်ကပို့ပြီးတော့ဒါထင်သာမြင်သာဖြစ်သွားစေတယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒါအရင်အခြေအနေတွေရဆိုရင်အာဆီယံကဒါမူလန်းချောင်းမတူဝင်မဲ့မပြတ်တောက်သေးတဲ့သဘောမျိုးပေါ့နော်အခုကျတော့မလေးရှားနိုင်ငံကပြက်ပြက်သားသားဒါအတီမပြုတ်ဘူးလို့ပြောလိုက်တာကြောင့်မလို့အာဆီယံအတွင်းမှာစစ်ကောင်စီကိုထောက်ခံတဲ့အင်အားတွေပို့ပြီးတော့နေပါသွားလိမ့်မယ်လို့ယူဆရတယ်ဒါဆိုရင်အာဆီယံအစည်းအဝေးတွေမှာစစ်ကောင်စီရဲ့အတန်တွေကပို့ပြီးတော့ဒါတက်ရောက်မှုတွေနည်းနည်းသွားလိမ့်မယ်ပေါ့နော်သူတို့ရဲ့အတန်ကိုဘယ်သူမှဂယုစိုက်တော့မှာမဟုတ်ဘူးအခုလည်းဂယုမစိုက်ဘူးအဲ့ဒီဖြစ်မျိုးသူတို့ကြုံနေရတယ်ဘာကြောင့်လဲဆိုတော့အာဆီယံအစည်းအဝေးတက်ရောက်ခွင့်ရဖို့မရဖို့တောင်မှသူတို့အတွက်အသက်တမျှအရေးကြီးနေတယ်ဆိုပေမဲ့လည်း
တကယ်တရားခွင့်မပြုတ်ခဲ့တာတွေအများကြီးဖြစ်တာတယ်ဗောနော်အဲဒါကြောင့်မလို့ဒါတော်တော်လေးတော့သူတို့အတွက်အရှက်ရစရာပဲသူတို့မလို့မရှက်နောက်တစ်ချက်ကတော့နိုင်ငံတကာကိုပြဖို့အတွက်လှုပ်ထားတဲ့ပြကွက်တွေဗောနော်ဇလန်ဇက်ကွက်တွေနိုင်ငံတကာကိုချပြခြင်းတဲ့ဟာတွေကဒါပျောက်ရှကုန်မယ်လို့ပြောလို့ရတယ်နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုတွေမရရှိနိုင်တော့ဘူးတကယ်တမ်းတော့စစ်ကောင်စီရဲ့သူ့ရဲ့ရွေးကောက်ပွဲကိုအာဆီယံကထောက်ခံတဲ့အတိအမှတ်ပြုတဲ့အဲ့နောက်ပိုင်းဒါနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပေးဆုပ်မှုတွေကဒါရော့ကြလာမယ် PR တွေရော့ကြလာမယ် sanction တွေပြန်ပြီးတော့ဒါဖွင့်ပေးမယ်ဒီလိုမျိုးပုံစံမျိုးတွေသူတို့ကမျှော်လင့်ခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တွေ့လားအာဆီယံကထောက်ခံတယ်။အဲ့တော့အခြားနိုင်ငံတွေအနေနဲ့လဲပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့အတိအမှတ်ပြုပြီးတော့သူတို့ပုံမှာထားတဲ့ခုနလိုပိတ်ဆို့တန်ခတ်မှုတွေဖြည့်လျှော့ပေးနေမယ်လို့ဒါသူကယုံကြည်တာပေါ့လေ။ဒါပေမဲ့အခုလိုအနေထားကြောင့်မလို့ဒါပြပြတသားညှင်းလိုက်တဲ့အတွက်ပေါ့နော်ဒီတန်ခတ်မှုတွေပိတ်ဆို့မှုတွေ sanction တွေကလည်းဆက်ပြီးတော့ရှိနေအောင်မဲ့သဘောဖြစ်တယ်။ပြီးတော့လူထုရဲ့ကြားမှာလဲပေါ့နော်စစ်ကောင်စီကိုထောက်ခံမဲ့သူတွေပို့ပြီးတော့ရော့ကြလာနိုင်ခြင်းရှိတယ်။လူထုလို့ပြောလိုက်တဲ့ဆိုတာကလည်းပြောမယ်ဆိုရင်စစ်ကောင်စီကိုအားပေးတဲ့သူရှိမယ်တော်လိုင်းဘက်ချမ်းကိုအားပေးတဲ့သူရှိမယ်ဂျားနေဆိုတဲ့သူလည်းရှိမယ်ပေါ့နော်အဲ့တော့ထောက်ခံခြင်းချင်းဖြစ်နေတဲ့သူတွေဒါမှမဟုတ်လဲထောက်ခံနေတဲ့သူတွေကစဒီအခြေအနေတွေကိုရိတ်စားမိပြီးတော့သူတို့ပေါ်ထောက်ခံမှုတွေပို့ပြီးတော့ရော့ကျလာနိုင်ခြင်းရှိပါတယ်စစ်ကောင်စီကနိုင်ငံတကာကလက်ခံနေပြီလို့သူတို့ကပြောခြင်းပေမဲ့တကယ်တမ်းတော့အိန္ဒိချင်းနိုင်ငံကတော့လက်မခံတဲ့အဖြစ်မျိုးကိုသူတို့ကြုံနေရတာဒါကိုစစ်ကောင်စီတက်ထဲမှာရောပြီးရင်စစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတော့တထောက်ခံသူတွေကြားထဲမှာရောသူတို့လည်းမြင်နေတွေ့နေကြားနေရလိမ့်မယ်သိနေလိမ့်မယ်ပေါ့နော်အဲဒါကြောင့်မလို့စိတ်သက်ပိုင်းဆိုင်ရာတွေရော်ရဲလာလိမ့်မယ်စစ်ကောင်စီကိုထောက်ခံမှုတွေကျလာလိမ့်မယ်ပြည်သူတွေကြားထဲမှာလဲပေါ့နော်ခုနလိုမျိုးဒါဂျားနေဆိုတဲ့သူတွေကြားထဲမှာလဲဒီရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်နေပါလားဆိုတဲ့ဟာတွေလဲပို့ပြီးတော့ခိုင်မာလာလိမ့်မယ်ဒေါ်လာပြည်သူကတော့ပြောကြမလို့အစောကတည်းကသိတယ်ပေါ့နော်အဓိကတော့ဒီလိုမျိုးလုပ်တယ်ဆိုတာသူ့အတွက်ထွက်ပေါက်တစ်ခုအနေနဲ့လုပ်တာဖြစ်တယ်ဒီပြည်သူကိုပေါ့နော်တရားဝင်တက်ဖြတ်ဖို့အတွက်ပေါ့နော်ဒီအာဏာကိုတရားဝင်အသုံးချနိုင်မှုအတွက်လုပ်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော်လန်ပြည်သူကတော့ရှင်းရှင်းလင်းလင်းသိထားပြီးသားပဲပေါ့နော်အဲ့တော့ဒီပေါ်မှာဝေဝါးနေတဲ့သူတွေစစ်ကောင်စီကိုထောက်ခံနေတဲ့သူတွေကတော့ဒီအချက်တွေကြောင့်မလို့ရောကြလာနိုင်ခြင်းရှိတယ်ပေါ့နော်နောက်ဆိုရင်မေးလို့ရမှာပေါ့နော်မင်းတို့ဘယ်ကောင်အသိမှပြုလို့လဲမင်းတို့ဘယ်သူကထောက်ခံလို့လဲမရှက်ဘူးလားတော့ပြန်မေးလို့ရမယ်နေထားပေါ့နော်အခုလည်းဘယ်သူမှမထောက်ခံပါဘူးသူကသူ့အတဲ့သူချီတော်ထဲမှာလာတာနေတာပေါ့နော်ကတော့ဒါဆိုရင်စစ်ကောင်စီကသူ့ရဲ့လောက်ရက်တွေကိုရပ်တန့်သွားမလားပြီးတော့ဒီရွေးကောက်ပွဲလှုပ်ဆောင်နေတဲ့ဟာတွေကရောရပ်တန့်သွားမလားလက်ရှိအခြေအနေတွေရအခုလိုမျိုးညှင်းဆန်ခံရတဲ့အပေါ်မှာသူတို့ရဲ့အလုပ်တွေရပ်ဆိုင်းသွားမလားဆိုတဲ့မေးခွန်းလည်းရှိပါတယ်ဒါကတော့သိကြပါတယ်လုံးဝရပ်မှာမဟုတ်ပါဘူးစစ်ကောင်စီကမာယူရဲဆန်စွာနဲ့ပဲပေါ့နော်ဒီလိုအခြေအနေမျိုးတွေကိုသူတို့အနေနဲ့ပြောင်းလဲပြီးတော့ပြုလုပ်နိုင်ဖို့အတွက်စူးစမ်းရင်စူးစမ်းမစူးစမ်းဘူးဆိုရင်ခေါင်းမနဲ့ပဲဒီလိုပုံစံမျိုးနဲ့ဆက်တိုးပြီးတော့လှုပ်ဆောင်မှုရှိပါတယ်အခုတော့မှပဲဒါသူတို့ကနိုင်ငံတကာကမထောက်ခံရင်လည်းဘာအရေးလဲဆိုတဲ့ပုံစံမျိုးတွေသူတို့အတန်တွေထွက်လာကြတယ်ဒါကြောင့်မလို့နိုင်ငံတကာမလိုဘူးပြည်တွင်းတက်ပွဲဒီတူရောင်ရွေးကောက်ပွဲကိုသူတို့တွေဆက်ပြီးတော့လုပ်လိမ့်မယ်ပြီးရင်သူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဒါတရုတ်ရုရှားပထဝီနိုင်ငံတွေပေါ့ဗျာအဲ့လိုနိုင်ငံတွေဒီလိုနိုင်ငံတွေကိုပဲသူကပြဖို့အတွက်ဒီလိုမီဒီယာတွေမှာပဲပြဖို့အတွက်သူကစူးစမ်းလိမ့်မယ်လို့လည်းဒါယုံကြည်တယ်ဒါပဲရှိတာပဲသူ့မှာတခြားနိုင်ငံတွေလည်းမရှိတော့ဘူးရုရှားတရုတ်ဘယ်လာရုစ်ဒါတွေကအဓိကပေါ့နော်ဒီလိုနိုင်ငံတွေအတွက်ကိုပဲသူ့မှာပြလို့ရမယ်ခွင့်ရရှိတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အတူရောင်ရွေးကောက်ပွဲလောက်ပါပြီဆိုတဲ့အချိန်ကတည်းကပေါ့နော်သူတို့ဝါဒဖြတ်နေပါတယ်ဆိုတဲ့ channel တွေကိုဒါ Justice for Myanmar အဖွဲ့အပြင်ပေါ့နော်အခြားသောအရက်ဘက်အဖွဲ့အစည်းတွေကနည်းပညာကုမ္ပဏီကြီးတွေစီကိုဒါတိုက်တွန်းတဲ့စာတွေပေးပို့ပြီးတော့သူတို့ရဲ့ account တွေကိုဖယ်ရှားပစ်တာအဲဒါကြောင့်မလို့သူတို့မှာဝါဒဖြတ်စရာနေရာတော့မရှိတဲ့အနေအထားဖြစ်သွားတယ်အဲ့တော့ပြည်တွင်းမှာရှိတဲ့ MRTV တို့မြဝတီတို့ကြည်နေတဲ့ကောင်တွေကတော့တမျိုးပေါ့လေနော်အဲကောင်တွေကတော့အုံတော့မပါတဲ့ကောင်တွေအဲ့တော့အဲ့လိုအပိုင်းတွေမှာပဲအဲ့လိုနိုင်ငံတွေကိုပဲသူတို့ပြသခွင့်ရတော့မယ်ဆိုတော့အဲ့လိုမျိုးအနေအထားမှာသူတို့အတွက်တရားဝင်မှုဆိုတဲ့ပြဿနာကိုမဖြေရှင်းနိုင်တော့ဘူးနောက်တစ်ခုကစစ်ကောင်စီဟာအဲ့လိုမျိုးအခြေအနေတွေမှာဒါပြည်သူပေါ်မှာဘာတွေထပ်ပြီးတော့ဖန်တီးလာနိုင်တယ်လဲဘာတွေထပ်ပြီးတော့လှုပ်ဆောင်လာနိုင်တယ်လဲသူတို့ရဲ့ဒါတတိယပိုင်းဆိုတဲ့ပုံစံမျိုးတွေကလည်းကြံနေသေးတာဖြစ်တဲ့အတွက်အဲ့ကာလအတော်တွေမှာဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ဟာကလည်းဒါစဉ်းစားချက်တစ်ခုအနေနဲ့ရှိပါတယ်ပထမဆုံးတော့သူတို့လက်ခံထားတာရှိတယ်အဲ့ဒါဘာလဲဆိုတော့တည်ငြိမ်မှုမရှိရင်ဒီရွေးကောက်ပွဲကအောင်မြင်နေဆိုပြီးတော့ပြလို့မရဘူးဆိုတဲ့ရည်တည်ချက်ပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်နေရာမှာပဲဖြစ်ဖြစ်သူကဒါတည်ငြိမ်ပါတယ်ဆိုတဲ့ပုံစံမျိုးဖန်တီးနေတာတွေရှိတယ်ပွဲလန်းသပင်နေဒါမြန်မြန်ဆက်ဆက်လုံနေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖန်တီးတာတမင်ဖန်တီးတာပြည်သူတွေကပျော်လို့ဒီပွဲတွေကိုဖန်တီးတာမဟုတ်ဘဲနဲ့ပေါ့နော်ပျော်လို့ပါဝင်တာမဟုတ်ဘဲနဲ့သူတို့ဖန်တီးထားတဲ့ထဲမှာပါဝင်ပေးနေရတဲ့ပုံစံမျိုးဖြစ်အောင်သူတို့လုပ်တယ်သူတို့ကိုထောက်ခံတဲ့သူတွေကိုဒါထားပါတော့တယောက်ကိုဘယ်လောက်နဲ့လာရမယ်ဆိုတဲ့ဟာတွေကဒါလိုမျိုးပုံစံမျိုးတွေဖြစ်တယ်ဒါမျိုးပုံစံမျိုးတွေဖန်တီးဖို့ဖြစ်တယ်တက်ထောက်ခံတဲ့သူတွေပြီးတော့တက်တွင်းကမိသားစုတွေမိကိုသူသားသမီးတွေပေါ့နော်ဒီလိုဟာတွေကိုခေါ်ပြီးတော့ပေါ့နော်ပွဲလန်းသပင်တွေလောက်ပြပြီးတော့ငါတို့ကတည်ငြိမ်နေတဲ့အေဂျင့်တွေတဲ့ပျော်ရွှင်ပွဲရနိုင်ငံတစ်ခုကိုဖန်တီးနိုင်နေပြီဆိုတဲ့ပုံစံမျိုးသူတို့ကပြမယ်အဲ့လိုလုပ်ဖို့အတွက်ကိုပြည်သူကိုချင်းချောက်တာတွေတောက်လျှောက်လုပ်လာလိမ့်မယ်ပေါ့နော်အဓိကတော့သူက
တည်ငြိမ်မှုမရှိဘူးဆိုရင်ဒီရွေးကောက်ပွဲကအောင်မြင်တယ်လို့ယူဆလို့မရဘူးဆိုတဲ့ဟာကိုအားလုံးကလက်ခံတော့သူကဒီဥစ္စာတွေကိုကြော်လွန်နိုင်ဖို့အတွက်ကိုအတုရောင်တွေလှုပ်လိုက်မယ်ပေါ့နော်အဲ့တော့စစ်ဆေးတာတွေဖမ်းဆီးတာတွေပို့ပြီးတော့လှုပ်လာနိုင်တဲ့အိမ်ဒီမှာဒါအဲချင်းစစ်တာမျိုးတွေပေါ့နော်ခီးသွားတဲ့အခါစစ်ဆေးတာမျိုးတွေကန့်တက်တာမျိုးတွေဖိအားတွေဒါတွေကိုလည်းလုံးဝပေါ့နော်ပြည်သူတွေရွေးချယ်ခွင့်မရအောင်ပုံစံမျိုးနဲ့ကြောင်ပိတ်ပြီးတော့လှုပ်ခိုင်းတာတွေရှိလာလိမ့်မယ်ရည်ရွယ်ချက်ကတော့ပြည်သူတွေကြောက်လန့်ပြီးတော့ရွေးချယ်စရာမရှိဘဲနဲ့သူတို့ရဲ့ရွေးကောက်ပွဲကိုပါဝင်လာအောင်လုပ်မှာပေါ့နော်ပြောမယ်ဆိုရင်ခုနပြောတဲ့ဒီဆောက်ရွက်စာတမ်းကိစ္စတွေခရီးသွားလာတဲ့ကိစ္စတွေပေါ့နော်ဒါတွေကစဖိနှိပ်တာမျိုးတွေနဲ့သူတို့လှုပ်လိမ့်မယ်အခုလည်းမလုပ်ဘူးလားဆိုတော့လှုပ်နေတာပဲပြပထွက်ခွင့်တွေကအစပိတ်ပင်တာတွေရှိတယ်ပြီးတော့မြို့တစ်မြို့ကနေတစ်မြို့ကိုဒါကုသန်းသွားလာတာတွေကအစပိတ်ပင်တာမျိုးတွေရှိလာတယ်ဆောက်ရွက်စာတမ်းကိစ္စနဲ့ပတ်သက်ရင်ပေါ့နော်သူတို့ကမှအဖေမခေါ်ရင်မရဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ့နော်ဒါကြီးကမရဘူးဘယ်သူလက်မှတ်ယူခဲ့ဘယ်ကိုသွားခဲ့ဘယ်ကိုဟိုဟာဖြစ်ခဲ့ဘယ်ကထောက်ခံစာယူလာခဲ့ဆိုတဲ့ပုံစံမျိုးတွေကလည်းတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေတာဖြစ်တယ်ပြီးရင်ဒါနိုင်ငံတွေအတွက်ပေါ့နော်နိုင်ငံတကာအတွက်ကိုသူတို့ပြကွက်တွေလှုပ်လာလိမ့်မယ်အချို့နိုင်ငံတွေကသူတို့ရဲ့ပြည်တွင်းရေးကိုစွတ်ဖက်နေပါတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ပုံဖော်လိမ့်မယ်လက်တလုံးမှာကိုပဲသူတို့အတန်တွေထွက်နေတာရှိပါတယ်ဒါလက်ရှိမှာကိုဒါတီမောကဒါသူတို့ရဲ့ပြည်တွင်းရေးပေါ့နော်ဒါမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆွဆွဲတာတွေလည်းရှိလာပြီဒီပေါ်မှာမကြည်မနှက်နဲ့ပေါ့နော်ပောက်ကွဲကြေကွဲနေတဲ့ဟာတွေလည်းရှိလာပါတယ်အဓိကတော့ဒါချင်းဒါလူခွင့်ရေးအဖွဲ့တွေနဲ့ NUG ကပေါ့နော်ဒီတီမောတမရနဲ့တွေ့တဲ့ဟာကိုသူတို့ကကြေကွဲပောက်ကွဲအဲ့လိုဖြစ်နေတာငါတို့ကိုပြောတော့ကြတော့တမျိုးပြည်တွင်းရေးကိုဝင်ရောက်မဆောက်ဖက်ပါဘူးဆိုပြောခဲ့တယ်ပေါ့နော်အခုကျတော့ခေါ်ပြီးတော့တွေ့နေလိုက်တာအမေတိုင်မင်နေလိုက်တာအမေရီမောပြီးတော့ဓာတ်ပုံတွေရိုက်နေလိုက်တာဆိုတဲ့ပုံစံသူတို့ကြေကွဲနေတာပေါ့နော်အဲကြောင့်မလို့ပြည်တွင်းရေးကိုဒါဝင်ရောက်ဆောက်ဖက်တဲ့နိုင်ငံတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းတော့ပေါ်ပြီးတော့အတန်တွေထွက်လာတာမျိုးတွေလည်းရှိလာနိုင်တယ်ပြီးရင်ဒါရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေမှာပေါ့နော်လုံးဝသူတို့လုံခြုံရေးအရဒါမှမဟုတ်လဲဒါသူတို့အုပ်ချုပ်မှုဒါလွတ်ကင်းတဲ့နေရာမျိုးတွေအဲ့လိုနေရာမျိုးတွေမှာသူတို့ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့နေရာတွေကိုခြံထားရတယ်မယ်ပြီးမှအဲ့နေရာတွေကိုလှုပ်ပြီးသွားပြီဆိုတဲ့ပုံစံမျိုးနီလန်တစ်မျိုးနဲ့ပေါ့ဗျာအဲ့နေရာကလူတွေကိုဘယ်မှာမဲပေးခိုင်းခဲ့တယ်ဆိုတဲ့ဟာမျိုးဒါသဘောတရားပြောပြတယ်အဲ့လိုပုံစံမျိုးနဲ့အောင်မြင်အောင်လုံနိုင်ခဲ့ပြီဆိုတဲ့ပုံစံမျိုးထုတ်ပြန်တာတွေလည်းရှိလာနိုင်ပါတယ်ဒါကလည်းဒါစစ်ကောင်စီကဒီလုံနိုင်ကြီးတွေပေါ့နော်အဓိကတော့သူတို့လှုပ်တဲ့ရွေးကောက်ပွဲမှာအောင်မြင်တာကိုနီလန်မျိုးနဲ့ဖုံးဖို့စ조사တာမျိုးတွေကျွန်တော်တို့တွေ့ရလာနိုင်ခြေရှိတယ်ဒါပေမဲ့လည်းသူ့ဘသူဘလို့ပုံစံမျိုးနဲ့ပဲလှုပ်ဘလို့နီလန်ကိုပဲတုံးဒါလက်တလောသူတို့အတွက်အရေးအကြီးဆုံးဖြစ်နေတဲ့နိုင်ငံရဲ့ဒါနိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုတော့သူတို့တေချာပေါက်ရမှာမဟုတ်ဘူးဒီပြဿနာကိုသူတို့တေချာပေါက်ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းပြောချင်ပါတယ်နောက်တစ်ခုပေါ့နော်ဒါကြောင့်ဒီရွေးကောက်ပွဲအခုသူတို့လုပ်နေတဲ့အတူရောင်ရွေးကောက်ပွဲဒါကြီးပြီးသွားပြီရွေးကောက်ပွဲပြီးသွားပြီအဲ့ဟာကြီးပြီးသွားပြီဆိုရင်တချို့တွေကဘလို့တွေးနေလဲဆိုတော့အားလုံးပြီးသွားပြီဒီနိုင်ငံရဲ့အခြေအနေတွေကပြန်တည်ငြိမ်သွားပြီအေဂျင့်တော့မှာဆိုတဲ့ပုံစံမျိုးထင်နေတဲ့သူတွေလည်းရှိတယ်ဗျာတကယ်ပြောတာဟိုလုံးဝအဲ့ဟာကိုကျွန်တော်စပြီးတော့ကြားတဲ့အချိန်မှာပေါ့နော်မယုံကြည်နိုင်ဘူးဒါကျွန်တော်အသိညီလေးတယောက်ကနေမှပြောပြတယ်ပေါ့နော်သူ့ရဲ့တငယ်ချင်းနဲ့ဆက်သွယ်လို့ရတဲ့အချိန်မှာပေါ့နော်သူကဒီရွေးကောက်ပွဲပြီးသွားပြီဆိုတဲ့ခါကြာရင်ပေါ့နော်အောင်နိုင်ငံအဆင်ပြေတော့မှလေငါတို့ဘယ်မှသွားစရာမလိုတော့ဘူးလေဆိုတဲ့ပုံစံမျိုးပြောတာမျိုးတော့ရှိတယ်ဆိုပြီးတော့သူတို့ရဲ့အတွေးထဲမှာပေါ့နော်စစ်ကောင်စီကဝါဒမိုင်းတွေရောက်နေတယ်အဓိကတော့စစ်ကောင်စီကဝါဒမိုင်းတွေတိုက်ထားတယ်ဆိုတော့ကဒီရွေးကောက်ပွဲကငါတို့အောင်မြင်အောင်လုပ်မယ်ပြီးတာနဲ့ဒါအစိုးရတရက်ပေါ်ပေါက်လာမယ်အဲ့အစိုးရကိုငါတို့ကအာဏာလွှဲလိုက်မယ်အဲ့ဒါဆိုရင်ဒီဟာတွေအကုန်လုံးပြီးသွားတော့မယ်ဆိုတဲ့ပုံစံမျိုးသူတို့ကဝါဒမိုင်းတိုက်ထားတယ်အဲ့နောက်ွယ်ကဟာတွေကိုတောင်မှပဲမသိတဲ့ပြည်သူတွေခုထိရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီလိုမျိုးအစိုးရတရက်ပေါ်ပေါက်ဖို့အတွက်ပေါ့နော်အဲ့အစိုးရထဲမှာစစ်ကောင်စီကဘယ်လိုမျိုးတွေပါဝင်ပတ်သက်နေသလဲသူ့လူတွေကိုဘယ်လိုရွှေ့ပြောင်းနေသလဲအဲ့အစိုးရကိုသူ့စိတ်တိုင်းကြလုံးလို့ရအောင်ဘယ်လိုပုံဖော်နေသလဲဆိုတဲ့ဟာတွေကိုတောင်မှမသိဘဲနဲ့ဒီအတူရောင်ရွေးကောက်ပွဲပေါ်မှာယုံကြည်နေပါသေးတယ်ဆိုတော့ပြည်သူတွေလည်းရှိနေပြန်ရောဗျာပြောချင်တာတော့ဒီရွေးကောက်ပွဲကတကယ်ပဲအဲ့လိုပုံစံမျိုးနဲ့ကျင်းပနိုင်ခဲ့တယ်ဆိုရင်တကယ်ပြီးသွားပြီလားနိုင်ငံရဲ့အခြေအနေကတည်ငြိမ်သွားပြီလားဒေါ်လာရေးကရောပြီးသွားပြီလားဆိုတော့ချုပ်အုံတော့မရှိဘဲနဲ့ပေါ့နော်ကိုပိုင်စဉ်းစားချက်မရှိဘဲနဲ့ပေါ့နော်စစ်ကောင်စီထည့်ထားသမျှဝါရမိုင်းတွေနဲ့လဲနေတဲ့သူတွေကိုပြောချင်တာကဒီရွေးကောက်ပွဲကဘာရလက်ပဲထွက်သူကသူနိုင်ရှုံဒီຫນွေဦးဒေါ်လာရေးကဆက်ပြီးတော့ရှိနေမှာပြောချင်တာတော့ဘာကြောင့်လဲဆိုရင်ဒီဒေါ်လာရေးကရွေးကောက်ပွဲတစ်ခုနိုင်ငံတကာကြီးညာချက်တစ်ခုတည်းပေါ်မှာမူတည်နေတာမဟုတ်ဘူးပေါ့နော်အာဏာသိမ်းမှုကြမ်းဖက်မှုဆရာဆွေးမှုတရားမျှတမှုဒါတွေကိုပြေလည်အောင်ဖြည့်ရှင်းပေးသွားနိုင်တာမဟုတ်ဘူးပြောမယ်ဆိုရင်ဒီဟာတွေကိုအစပြုခဲ့တဲ့မင်းအောင်လှိုင်နဲ့အာဏာရှင်အပေါင်းပါတတိုက်ကိုထိုက်တန်တဲ့တရားမျှတမှုမရသေးသေးမလုံဆောင်နိုင်သေးသေးမစီရင်နိုင်သေးသေး၍အပြုတ်ဖြုတ်မချနိုင်သေးသေး၍ဒါပြည်သူရဲ့လက်ထဲကိုအာဏာပြန်မရောက်မချင်းဒီတော်လှန်ရေးကဆက်ရှိနေလိမ့်မယ်လို့လည်းဒါပြောချင်တယ်ဒီလိုမျိုးအတူရောင်ရွေးကောက်ပွဲရဲ့ရလဒ်ကလူထုရဲ့စိတ်တန်ရာဆိုချင်တာတော့ဗျာဒီလူထုကိုပေးထားတဲ့စစ်ကောင်စီပေးထားတဲ့စိတ်တန်ရာတွေကမနှဲမနှောရှိပါတယ်သက်လုံးကိုစ조사ရှာဖွေတိဆောက်ထားခဲ့တဲ့အတိုင်းမြုံလေးတွေပျက်စီးသွားတယ်လုံးဝပြန်စားထိုးလို့မရအောင်ဆုံးရှုံးသွားတာတွေရှိတယ်ပြီးရင်ကိုတက်လုံးချွေးနှဲစာလေးတွေနဲ့တိဆောက်ခဲ့တဲ့အနှစ်နှစ်နှစ်လစ조사ပြီးတော့တိဆောက်ခဲ့တဲ့ဒီအိမ်လေးတွေခြံလေးတွေဒီလိုပိုင်ဆိုင်မှုလေးတွေပေါ့နော်ဒါတွေအကုန်လုံးဖျက်ဆီးခံလိုက်ရတာတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့မိသားစုသွေးသား
ဒီလိုမျိုးဒါမိသားစုတွေတောင်မှပဲပေါ့နော်တခွဲတပြားဖြစ်သွားတာမျိုးတွေအသက်အန္တရာယ်ကြုံတွေ့ရပြီးတော့ဆုံးပါသွားတာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေကအများကြီးရှိတယ်အဲ့စိတ်တန်ရာတွေကိုဖြေဖြောက်ပေးနိုင်တာမဟုတ်ဘူးအဲ့စိတ်တန်ရာတွေကိုလုံးဝပြေလည်သွားအောင်ဖြည့်ရှင်းပေးလိုက်နိုင်တာမဟုတ်ဘူးဒါတွေကလည်းဆက်ပြီးတော့တည်ရှိနေဦးမှာဒီစိတ်တန်ရာတွေကလည်းတည်ရှိနေဦးမှာဒီကောင်တွေရှိနေသေးသေးအဲ့ဒါတွေကရှိနေဦးမှာအဲ့လိုမျိုးစိတ်တန်ရာတွေရှိနေသေးသေးဒါမင်းအောင်လှိုင်ကိုစန့်ကျင်တဲ့ဒီတော်လှန်ရေးကလည်းဆက်ပြီးတော့ရှိနေဦးမှာဆိုပြီးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ကြိုက်တဲ့ PDF တပ်ဖွဲ့ဝင်ကိုမေးကြည့်ဒါ PDF တပ်ဖွဲ့ဘယ်သူ့ကိုမဆိုမေးကြည့်ပါတော့အကုန်လုံးကဆက်ကြုံပါဒီမင်းအောင်လှိုင်ဥဆောင်တဲ့အာဏာရှင်တွေမပြုတ်ချမချင်းဆက်ပြီးတော့ကျုံပါပြီးရင်ကြိုက်တဲ့တော်လှန်ပြည်သူကိုမေးကြည့်ဒီတော်လှန်ရေးမပြီးမချင်းဆက်ပြီးတော့ပါဝင်နေဦးမှာဖြစ်တယ်အားကြောင့်မလို့ပေါ့နော်မင်းအောင်လှိုင်ထဲသမျှဂျင်းအကုန်မိနေတဲ့တချို့အုံတော့နေတဲ့သူတွေကိုပြောချင်တာကတော့ဒီရွေးကောက်ပွဲဘာရလက်ပဲထွက်ဒီတော်လှန်ရေးကဆက်ရှိနေဦးမှာဒီတော်လှန်ရေးနိုင်မှကိုပြီးမှလို့ကျွန်တော်ကတော့ဒီညနေပြောချင်ပါတယ်နောက်တစ်ခုကတော့မင်းအောင်လှိုင်ကဒီရက်ထဲမှာပေါပန်း40တွေထပြီးတော့ပြောတာရှိပါတယ်တော်တော်လေးရည်စရာကောင်းတဲ့ကောင်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့လက်ရှိပေါ့နော်စစ်ကောင်စီတပ်ထဲကိုဝင်လာပါတယ်ဆိုတော့ဒီစစ်သားလုံးမဲ့သူတွေကပေါ့နော်ဒါသူတို့ရဲ့သဘောဆန္ဒအလျောက်ဝင်လာခဲ့တဲ့သူတွေဒါဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူကပြောသွားတယ်အဲ့လိုမျိုးနိုင်ငံတော်ကိုကာကွယ်ခြင်းနဲ့စိတ်နဲ့ဝင်လာတဲ့တပ်မတော်သားတွေကိုတဲ့သူ့အနေနဲ့အသိမှတ်ပြုပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတော်တော်ရည်စရာကောင်းတဲ့ကောင်ပေါ့နော်ဒါပေမဲ့တခုရှိတာကအဲ့ဒါပါလဲဆိုတော့တမင်ဒီစကားကိုပြောတာပေါ့နော်ခုနပြောလို့ပေါ့နော်သူ့ကိုစောင့်ကြည့်နေပါတယ်ဆိုတဲ့သူတွေအဲ့လိုလူမျိုးတွေနားထောင်နေမယ်ဆိုရင်သူကလက်တလုံးမှာသူတို့ဒါတက်ထဲကိုဝင်လာပါတယ်ဆိုတဲ့သူတွေကသူတို့ကိုလိုလားလို့နိုင်ငံကိုကာကွယ်ခြင်းလို့သူတို့လုပ်နေတဲ့အလုပ်တွေကိုထောက်ခံလို့ဆိုတဲ့ပုံစံမျိုးသူကပုံစံဖမ်းနေတာပေါ့ဗျာအဲ့တော့ပြောမယ်ဆိုရင်အဲဥစ္စာတွေကမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကြီးကိုတိတိနဲ့သူတမင်ထုတ်ပြောတာဖြစ်တယ်ပြောချင်တာကတော့သူကတစ်လောက်9000စုနေတဲ့အရှိအတွက်ကသိန်းကနန်းထိရှိလာတယ်ဗောနော်အဲ့သိန်းကနန်းသောလူဦးရေတွေကတကယ်တမ်းမှာသူပြောတဲ့စကားတိုင်းဆိုရင်သူတို့ကိုထောက်ခံလို့သူတို့တက်ကိုထောက်ခံနေသေးတယ်ဒီလိုမျိုးထောက်ခံတဲ့သူတွေအများကြီးရှိနေသေးတယ်ဆိုတဲ့ဟာကိုသူကပြချင်လို့တမင်လိန်လေလီဆယ်ပြီးတော့ပြောတာအဲဥစ္စာတွေမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ကြဲပြန့်ပြောသင့်တယ်ဗောနော်အဓိကတော့ဒါဒီလိုမျိုးစုဆောင်းခံရပါတယ်ဆိုတဲ့သူတွေကသဘောဆန္ဒအလျောက်မဟုတ်ဖဲနဲ့ဗောနော်မိဘရင်ခွင်တွေကနေအတင်းဆွဲထုတ်ပြီးတော့တေလန်းကိုပို့ခံရတဲ့နိုင်ငံရဲ့အနာဂတ်လူငယ်တွေဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်ပါတယ်ဒါကကျွန်တော်တို့အားလုံးသိထားတယ်ဆိုပေမဲ့လည်းအခြားနိုင်ငံတွေကသိကြမှာလည်းသိလိမ့်မယ်ပေါ့နော်အားကြောင့်မလို့ဒီလိုဟာတွေနဲ့ပတ်သက်တယ်ဆိုရင်ကြဲပြန့်ပေါ့နော်အခြားနိုင်ငံတွေကသတင်းမီဒီယာတွေမှာပါတီအထိတိုင်အောင်ကျွန်တော်တို့စူးစမ်းသင့်ပါတယ်လက်တလုံးမှာဒီကောင်အသုံးချနေတာကြောင့်မလို့ဒါတည်ဆုံးနေရတဲ့ဒါအနာဂတ်လူငယ်တွေပေါ့နော်အများကြီးရှိတယ်အသက်တွေအများကြီးရှိတယ်အခုဆိုရင်ကျွန်တော်တို့ဒါဘယ်လိုတောင်ပြောရမလဲဆိုတော့ဒီရှိုးပါစာတွေဆိုရင်သူကလုံးဝဗျာသူတို့တွေကိုရိုက်ထည့်ခံထားရတဲ့ဂျင်းတွေရှိတယ်ဝါရမိုင်းတွေရှိတယ်ဒါပေမဲ့ဒီဥစ္စာတွေကိုလုံးဝနားမဝင်မင်းနဲ့ပေါ့နော်မဝင်ခင်ကတည်းကဒါသူတို့ဒီလိုမျိုးအဖမ်းဆီးမခံရခင်ကတည်းကသူတို့သိထားတဲ့အသည့်တွေနဲ့ရှင်တွဲပြီးတော့စဉ်းစားပြီးတော့ရုံးထွက်နိုင်အောင်စူးစမ်းနေကြတယ်ပါစလူငယ်တွေဒီနေ့ဒီချိန်ထိအများကြီးရှိပါတယ်ပေါ့နော်ပြောချင်တာတော့ဒါဝါရမိုင်းမမိသေးတဲ့လူငယ်တွေအများကြီးရှိပါတယ်ရှေ့မှာဆိုရင်လည်းပေါ့နော်ဒီလိုပုံစံမျိုးနဲ့ရုံးထွက်နိုင်ခဲ့တဲ့သူတွေလည်းအများကြီးရှိသလိုလက်ရှိအချိန်ထိလည်းတော်လိုင်းတပ်ဖွဲ့တွေဒါ PDF တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်လက်နက်တွေခဲယမ်းတွေပါယူလာပြီးတော့ထွက်လာတဲ့ပါစတွေလည်းအများကြီးရှိပါတယ်တကယ်ဒါအဲ့လူတွေကပေါ့နော်မင်းအောင်လှိုင်ပြောသလိုသူတို့ရဲ့သဘောဆန္ဒလျောက်ဝင်သွားမယ်ဆိုရင်ဒီလိုပုံစံမျိုးမလုပ်ဘူးအခုဆိုရင်ဘယ်လောက်ထိစေနာပါလဲဆိုတော့တချို့ပါစညီကိုတွေကသူ့တယောက်တည်းဆိုရင်လက်နက်တစ်လက်နဲ့ကြီးစား200လောက်ပဲပါဒါပေမဲ့ PDF တပ်ဖွဲ့တွေကိုရားကျင်တဲ့စိတ်နဲ့နောက်ထပ်လက်နက်ထပ်ယူတယ်သူတငယ်ချင်းပဲဖြစ်ဖြစ်သူ့ဘေးကလူပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့မလိုက်ဘူးဆိုတဲ့ကောင်မျိုးတွေပေါ့နော်အဲ့လိုကောင်မျိုးတွေကတနက်တွေထပ်ယူတယ်ကြီးစံတွေထပ်ယူတယ်ဘုံသီးတွေသယ်လာတယ်အဲ့လိုပုံစံမျိုးနဲ့ PDF တပ်ဖွဲ့တွေစီကိုဝင်လာတဲ့ပါစညီကိုတွေလည်းရှိတယ်ပေါ့နော်အဲ့တော့